ဒီအတန်လေးဟာရုပ်တရက်ဆိုတာမန်အတန်လေးလိုပဲထင်ရပေမဲ့တကယ်တော့ဒါဟာကျွန်တော်တို့ရဲ့ရှင်သန်မှုကိုဖော်ညွှန်းနေတဲ့နှလုံးခုန်တန်လေးပဲဖြစ်ပါတယ်မနက်ခင်းနေကြီးနူးနူးအောင်မှာကျွန်တော်တို့မန္တလေးမြို့ကြီးရဲ့အမှတ်သင်္ကေတဖြစ်တဲ့နမ်းမြို့ကြီးကိုနောက်ခံပြုပြီးလူသားတွေဟာနီလန်းမျိုးစုံလှုပ်ရှားမှုအဖုံဖုံနဲ့ဒီအတန်လေးဆက်လက်ရှင်သန်နေစေဖို့စ조사နေကြပါတယ်တချို့ကကျုံးဝေးတစ်လျှောက်ပြေးလေ့ကျင့်နေကြချိန်တချို့ကမန္တလေးတောင်ကိုတက်လန့်နေကြတယ်ဒါဟာ exercise medicine ဆိုတဲ့စကားရဲနဲ့အညီဒီရှင်သန်မှုအတန်လေးဆက်လက်တည်ရှိနိုင်အောင်ကိုနိကိုဟန်နဲ့ကြိုးပမ်းနေကြတဲ့ရင်ခွင်းတွေပဲဖြစ်ပါတယ်ဒီလိုလှုပ်ရှားမှုတွေတဲကနေကျွန်တော်တို့ရဲ့ရှင်သန်မှုလှုပ်ခတ်တန်လေးအတွက်အကောင်းဆုံးဆေးတစ်ခွက်ဖြစ်တဲ့ကာဒီယိုအကြောင်းကိုကျွန်တော်တို့ group 2နဲ့အတူကြည့်ရှုလိုက်ရအောင်ခင်ဗျာ exercise ဆိုတာ cardiovascular exercise ကိုအတူကောက်ခေါ်ဆိုထားတာဖြစ်ပါတယ် aerobic ဆိုလည်းလူသိများပါတယ်ရိုးလေးပြောရရင်ကျွန်တော်တို့ရဲ့နှလုံးကိုတန်တန်မာမာရှိအောင် heart rate ကိုမြန်စေပြီးတော့အသက်ရှူနှုန်းကိုမြင့်တင်ပေးနိုင်တဲ့လေ့ကျင့်ခန်းမျိုးတွေပါလမ်းလျှောက်တာစပိန်စီးတာတွေအစ cardio dance ဆိုအကမျိုးတွေဆုံးခန္ဓာကိုယ်လှုပ်ရှားမှုပေးနိုင်တဲ့အရာအားလုံးဟာ cardio ပါပဲဒီလိုခန္ဓာကိုယ်အတွက်အကျိုးရှိလာတဲ့လှုပ်ရှားမှုတွေကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကိုဘယ်လိုဝင်ရောက်လာသလဲဆိုတာကိုလည်းတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့လိုမျိုးအခုခေတ်မှာခေတ်စားနေတဲ့လေ့ကျင့်ခန်းတွေရဲ့အောက်ခံသမိုင်းအကြောင်းနဲ့ဘယ်လိုမျိုးအစပြုလာသလဲဆိုတာကိုကျွန်တော်တို့သိရဖို့အတွက်အတိတ်စီကိုခဏလောက်လေ့လာကြည့်ကြရအောင်ဒီလေ့ကျင့်ခန်းတွေကဘယ်ချိန်မှာစတင်ပေါ်ပေါက်လာလဲခါဒီယိုဆိုတာနှလုံးကိုအလုပ်ပေးတဲ့လေ့ကျင့်ခန်းတွေဖြစ်တာကြောင့်မလို့စတင်ပေါ်ပေါက်လာတဲ့အချိန်ဆိုပြီးတော့တိကျမရှိပေမဲ့ aerobic ဆိုတဲ့စကားလုံးကို1960ပြည့်လွန်တဲ့တွင်မှာဒေါက်တာ Kenneth Cooper ကစတင်တည်ထွင်ခဲ့တာကိုတော့ခါဒီယိုရဲ့အစပြင်မဲ့နိုင်ပါတယ်ဒါဟာကျွန်တော်တို့စေတက်ကတူမန္တလေးစတင်တည်ထောင်ခဲ့တဲ့ခုနှစ်ဝန်းကျင်ပေါ့1968ခုနှစ်မှာဒေါက်တာ Cooper ရေးသားထုတ်ဝေခဲ့တဲ့ aerobic ဆိုတဲ့စာအုပ်ဟာကမ္ဘာတဝန်းကလူတွေရဲ့ကျန်းမာရေးမြင်ကိုတစ်စစ်ချိုးပြောင်းလဲပစ်ခဲ့ပါတယ်လေ့ကျင့်ခန်းလုပ်ခြင်းဟာအားကစားသမားတွေနဲ့သက်ဆိုင်တဲ့လူယူဆခဲ့ကြရတာကနေနှလုံးနဲ့အဆုတ်ကျန်းမာကြံ့ခိုင်မှုအတွက်စနစ်တကျလှုပ်ရှားရုံးကန်မှုဟာလူတိုင်းအတွက်မရှိမဖြစ်လိုအပ်တယ်ဆိုတာကိုသိရှိလာခဲ့ကြပါတယ်ဒီလိုနဲ့ကာဒီယိုဆိုတဲ့အသုံးအနှုန်းဟာလူလူကြားတွေကိုရောက်ရှိလာခဲ့ပါတယ်ဒါဆိုရင်ကာဒီယိုရဲ့သမိုင်းကြောင်းကိုသိပြီဆိုတော့တကယ်တမ်းဒီလေ့ကျင့်ခန်းတွေကိုလုပ်ခြင်းအပြင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာဘယ်လိုမျိုး benefits တွေရှိရဲဆိုတာကိုဆက်လက်လေ့လာကြည့်လိုက်ရအောင် cardio လုပ်ခြင်းကကျွန်တော်တို့နှလုံးအတွက်ဘယ်လိုမျိုးအကျိုးရှိလဲကျွန်တော်နှလုံးကိုအလုပ်ပို့လုပ်တဲ့အခါမှာနှလုံးကပို့ပြီးတော့အားတန်လာပါတယ်ကြော်သားရရှိထွက်လာပြီးတော့ညှိရပို့မကောင်းမလားဒါကြောင့်မလို့နှလုံးကနေတွေးပို့ညှက်တဲ့အတွက်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အောက်ဆီဂျင်ဘာနာကိုပို့ရရှိစေပါတယ်အဲ့ဒါမကလေးပါဘူး cardio ကတွေးရတဲ့ကြားဘာနာကိုထိန်းညှိပေးပြီးတော့ cholesterol ပမာဏတွေကိုလည်း short ချပေးပါတယ်အဲဒါကြောင့်ခန္ဓာကိုယ်ကနေ serotonin နဲ့endorphin လို့ခေါ်တဲ့ hormone ထုတ်လုပ်မှုကိုပို့ပြီးအားပေးပါတယ်အဲဒါကြောင့်စိတ်ဖိစီးမှုခေါ်တဲ့ stress နဲ့စိတ်ကြယောဂ depression တွေကို short ချပေးပါတယ်အဆုံးသက်ပြောမယ်ဆိုရင်တော့ cardio ကစိတ်တည်ငြိမ်မှုအတွက်အကောင်းဆုံးစိတ်တစ်ခေါ်ဖြစ်ပါတော့တယ်လို့အကျိုးကျေးဇူးတွေအများကြီးရှိတဲ့ cardio ကိုဘယ်လိုလူတွေလုပ်ပေးတင်တယ်လဲအဖြေကတော့လူတိုင်းပါပဲကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အကြံပြုချက်အရအရွယ်ရောက်ပြီးသူတိုင်းဟာတရက်ကိုအနည်းဆုံးမိနစ်20အလဲလက်ဝန်းကျင်ရှိတဲ့ cardio ကိုလုပ်ပေးတင်ပါတယ်အထူးသဖြင့်စီးချိုသွေးတိုးနဲ့ cholesterol မြင့်တဲ့သူတွေအတွက်တင့်တော်ဆုံးဖြစ်တယ်လို့ဆရာဝန်တွေကညွှန်ဆိုထားပါတယ်ဝိချချင်သူတွေအတွက်လည်း cardio ကအကောင်းဆုံးဖြစ်တယ်လို့ဆိုနိုင်ပါတယ်ရှင်ကျွန်တော်တို့ရဲ့ရှင်သန်မှုနှလုံးခုန်တန်လေးကိုထိန်းသိမ်းဖို့ exercise medicine ဆိုတဲ့အတိုင်းကာဒီယိုဟာအကောင်းဆုံးဆေးတွေထဲကဆေးတစ်ခွက်ပါပဲဒီအချက်ကိုလူတိုင်းသိရှိပြီးကျန်းမာတဲ့ဘဝတွေပိုင်ဆိုင်နိုင်ဖို့ကျွန်တော်တို့ group ရဲ့ documentary လေးကိုဖန်တီးခဲ့ရခြင်းပဲဖြစ်ပါတယ်တင့်ကျန်းမာရေးအတွက် cardio exercise ကိုဒီနေ့ပဲစတင်လိုက်ရအောင် Exercise medicine